အခွင့်အလမ်းဆိုတာအသိစိတ်ရဲ့နောက်ွယ်မှာပုံရှိုးွယ်ရှိုးနဲ့ဘာတိဘာသာနေတတ်ပါတယ်တခါတလေကြတော့လဲခေါင်းကလေးပြူပြီးထွက်ကြည့်တတ်တာပေါ့အဲ့ဒီလိုခေါင်းပြူထွက်လာချိန်မျိုးမှာတဲ့အနေနဲ့ရုတ်တရက်ခြေမြန်လက်မြန်နဲ့ဖြက်ခနဲ့လှမ်းဆွဲလိုက်ပြီးမိမိရဖမ်းဆုပ်လိုက်ဖို့လိုပါတယ်တခြားသူတွေရဲ့အကြီးအကျယ်အောင်မြင်တဲ့ဘဝတွေကိုတွေ့ရင်သူတို့ရဲ့ဘဝမှာရင်းနှီးပေးဆက်ခဲ့ရတဲ့ဆုံးရှုံးမှုတွေရှိခဲ့ဘူးတာကိုသဘောပေါက်လိုက်ပါမိမိမျက်မှောက်မှာလက်တွေ့အောင်မြင်သွားကြတဲ့သူတွေဟာအခွင့်အလမ်းသမားတွေဖြစ်ပါတယ်သူတို့ဟာသူတို့ဘဝလမ်းကြောင်းပေါ်ကတွေ့ကြုံလာတဲ့အခွင့်အလမ်းကောင်းတွေကိုမိမိရဆုပ်ကိုင်နိုင်ကြသူတွေပါလူတိုင်းအောင်မြင်သွားကြလိမ့်မယ်လို့တော့မမျှော်လင့်ပါနဲ့တချို့တလေသားအလုပ်ဖြစ်ခဲ့ကြပြီးအများစုကတော့ကြာဆုံးသွားတတ်ကြပါတယ်ဒီအတွက်တော့စိတ်မပြတ်လိုက်ပါနဲ့ဦးအိမ်တိုင်းစိတ်ဝင်ထွက်ပြဈေးရောက်ရတဲ့အယောင်သမားတွေလိုပေါ့တအိမ်ပြီးတအိမ်အငင်းခံရလေသူရောင်းချရဖို့အခွင့်အလမ်းနဲ့ပုံမနီးကပ်လာလေပါပဲဒီနေ့ဒီချိန်မှာတော့အခွင့်အလမ်းတွေကများပြားလှပါတယ်ဘွဲရပညာတတ်ပြီးအလုံးမရမှာမပူရတော့မိမိဘက်ကသာပညာပြည့်ဝပါစေမိမိပညာနဲ့ထိုက်တန်တဲ့လုပ်ငန်းတွေကတန်းစီနေပါလိမ့်မယ်အင်္ဂလိပ်စာစကားနဲ့ကွန်ပျူတာကလေးကတော့တတ်ထားရမှာပေါ့မိမိတို့ဘက်ကရွေးချယ်စရာတွေကများပြားလှပါတယ်တကယ်လို့အကြောင်းမညီညွတ်လို့အခွင့်အလမ်းတစ်ခုကိုတစ်ချိန်တစ်ခါဆုံးလို့ဆုံးရှုံးလိုက်ရဦးတော့နောက်ထပ်အခွင့်အလမ်းတစ်တွေရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်အခွင့်အလမ်းကမိမိထံရောက်လာဖို့ထိုင်ဆောင်နေရမလို့တော့မိမိအခွင့်အလမ်းကိုမိမိကိုယ်တိုင်ရှာဖွေနိုင်ပြီဖြစ်ပါတယ်မိမိအခွင့်အလမ်းကိုမိမိကိုယ်တိုင်ရွေးချယ်နိုင်ကြပါပြီအခွင့်အလမ်းကမိမိကိုရွေးချယ်ရမယ့်ခေတ်မဟုတ်တော့မိမိအခွင့်အလမ်းကိုရွေးချယ်တဲ့ခေတ်ရောက်ပြီးအရေးကြီးတာကမိမိဘက်ကမိမိလိုချင်တဲ့အခွင့်အလမ်းနဲ့ထိုက်တန်တဲ့အရေးအချင်းရှိဖို့ပဲလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်